လာလာပါဖေရမာလာပါဖေရအကဲဘုံဝေခံဘုံဝေတက်ကခဏပြည့်ကျန်ပါလေရှိပါအင်္ဂါအင်္ဂါကျင်းတိုင်းရွှေဆိုင်ညာဆိုင်နဲ့ကိုယ်ွယ်ပါတော့ဓမ္မကိုယ်ကတဘိုးရဲ့ခတ်ပါတဲ့ညာကရက်တောင်ဘဲကတပည့်အကိုင်းဆောင်တော်မူသောအိမ်ရင်းခခင်မြတ်ကျေးဇူးရှင်ဖေကြီးဖြစ်တော်မူသည့်ဗပဲပေါင်းတဲ့ရဲ့ဓမ္မကြီးဖြစ်တဲ့အမိမတ်မြတ်လာခေါ်မိတောင်ကြီးတစ်ဖင်မဓမ္မငယ်ဖြစ်တော်မူသည့်မထွေးပြူခေါ်မိသုံးပါးလာတစ်ဖင်မသဘူဇလီခေါင်းလေးလည်းကိုင်းမိုင်းလေကျွတ်မိတို့ရဲ့ပိုင်တော်မူပါတော့တရားသထဇနီးမယားဖြစ်တော်မူသည့်မေရွှေနဗီကံတော်ဝိုင်းတစ်ဖင်မကြီးနဲ့တကွာလက်၆ဘက်ဘိုးတော်မင်းနှစ်ပါးနဲ့တကွာတမျိုးမတူတဲ့ဘိုးသူရွှေစင်ရင်းနဲ့နန်းလေးလူရှေ့ပေါ်ရုံးနဲ့တလိုင်းသူတစ်ဖင်မဖြစ်တော်မူတော့အိမ်ရင်းဆံမမနဲ့တစ်ဖင်မခုနှစ်ပါးသောအိမ်ရင်းနဲ့ဒီအပေါင်းတို့မနဲ့ညီလာခံအောင်ကနာတွင်ကြိုးကန်ထောက်ကြပါစို့အိမ်ရင်းမယာသာနေဒီဝါဝနေငယ်သုံးပြကြောခနဲ့နေငယ်ငယ်ငယ်ဒီနဲ့ချီတို့ဟိနေရောက်ပါအင်္ဂါတပွေလုံးအောင်ချိန်ချိန်နဲ့ရနိုင်ကြကြွားမြတ်တော်မူလေးပါအိမ်တွင်ရာဇာတမဟာရောမလာပါဗျာအိမ်လေးဆယ်ပြောမိမှခကြီးဘိုးတော်ကြီးပူတော်ထားဓမ္မကြီးကျောင်းရှင်တခင်မဓမ္မငယ်ပြောရင်ကြွယ်သုံးမယ်လားဗျာအိမ်လေးမောင်တော်တမတော်သုံးပေါ်ပူတော်ထားရင်အိမ်လေးလက်မောင်ဓမ္မခဏဘောမင်္ဂလာရှိသောအောက်ကနာကြွားလန့်ကြောခဲတော်မူပါဗျာအိမ်လေးနဲ့တခင်သာသာရာလေးအေးရန်ကြီးလို့အိမ်ရာသိနေဒီတိုင်းအပါတိုင်းအဖေလေးကြီးအိမ်ကြီးကြီးအောင်တော့သာသာရဲ့တော်တို့အိမ်ကြီးကြီးအောင်ပဲအကျော်ဝေးတော့တော်ကိုရလက်ဖက်တဲ့တိုင်းကိုဒီဒီရဲ့အောင်ပဲအကျော်တော့တော်လေးဘုရားလက်သက်တဲ့လို့ဒီလေးရဲ့ပြည့်တာမူရကြီးအခါတို့ပါလို့အတကြီးမညို့အောင်ဖေးကြီးအခါတို့အေးကြီးရအေးဒီတို့သာဝိပါလို့တောင်တော်ဘုရားစိတ်နဲ့ပြ
ချင်းတို့ရဲ့ဒီနေ့ဝေယသေမိရောတောင်းတော်ဘုရားစိတ်တို့ပြောင်းညူရချင်းတို့ရဲ့ဒါနတော်ဘုရားနိုင်လေအော်ဒါနတော်ဘုရားနိုင်လေတောင်းတော်ဆိုချင်းတွေရဲ့ဘုရားတဲ့ဒီပါရဲ့ချင်းညူစိတ်တဲ့အမကစိတ်ရဲ့ချင်းညူစိတ်တဲ့ရေစိတ်တဲ့အမကမွေတဲ့ဒီဘုရားဘုရားတော်ရဲ့ပြိမာကြီးတဲ့လက်မောင်လာရဲ့ရောစတဲ့တဲ့တဲ့ကြီးကြီးရတဲ့ပြိမာကြီးတဲ့လက်မောင်လာရဲ့ရောစတဲ့တဲ့တဲ့ကြီးကြီးရတဲ့ပြိမာကြီးကိုတဲ့တော့တဲ့ဘုရားတော်ရဲ့ဘဝတော်သူတော်ဘာချစ်ကျူးတွေတော့ဒီနာဝါရဒီပါရဲ့ဟုတ်ကဲ့
Thank you.
Thank you.